လာပါတော့ဒီကတော့27စရာဖြစ်ပါတယ်အဲတော့ room ဝင်တဲ့နေတွေပေါ့နော်ဒီမှာထောင်းလို့ရှိရင်ဝင်တဲ့နေတွေကိုကျွန်တော်လုပ်ပြဖြစ်ပါတယ်ဒါကတော့ထောင်းတဲ့လူပေါ့နော်ကျွန်တော်ထောင်းပထမဆုံးထောင်းပြမှာဖြစ်ပါတယ်ထောင်းတဲ့လူကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ထောင်းမဲ့ထောင်းပြရပါတော့ဝင်တဲ့နေတွေပြမယ်ထောင်းတဲ့နေတွေပြမယ်ပြီးတင်းကုတ်ချတဲ့နေတွေကျွန်တော်ပြမယ်ပေါ့နော်ဘယ်လိုဝင်ရလဲကျွန်တော်ကြည့်မယ် let's go ပါဒါကျွန်တော်ထောင်းမဲ့လူဆိုနေကျွန်တော်ထောင်းမဲ့လူနေကြည့်ပါတော့ခုကတော့အခုဒီမှာဒီပွဲချတဲ့ဝင်နေပြီဒီမှာအိမ်လေးပုံစံရှိတယ်ပေါ့နော်အိမ်ပုံစံနဲ့နှိပ်လိုက်ပါဝင်ရဒီရောက်ဒီနေ့ရောက်လာမယ်နော်ဒီနေ့ရောက်ဒီနေ့ရောက်လာမယ်ဒီနေ့ဒီဘက်ကအဆုံးလေးပေါ့နော်နှိပ်လိုက်ပါအဲ့တော့ရှည်ဒီမှာနော်အများကြီးရှိတယ်ပေါ့နော်အဲ့ပုံကဲတဲ့မှုထောင်းလို့ရတယ်ပေါ့နော်ကျွန်တော် TTM ကြီးထောင်းပြပတ်သက်ပေါ့နော်ပတ်သက်ရိုက်တယ်ပေါ့နော်ပတ်သက်ဘယ်နှလုံးထားမလို့ကျဲတဲ့လုံးထားလို့ရတယ်ပေါ့နော်ကျွန်တော်6လုံးထားလိုက်ပါဒီ2 3 4 5 6အမှန်ကြီးနေလိုက်မယ်ပြီးရှင်ကျွန်တော်ရွေးခန်းရွေးပွားဆိုရှင်ဖန်တီးစတင်မယ်ပေါ့နော်စတင်လိုက်ပေါ့နော်ဟိုရွေးချရရတယ်ပေါ့နော် TTM လားဘာလားရွေးချလို့ရတယ်ဒီရရမှာဒီနေ့ရောက်လာပြီပေါ့နော်ကျွန်တော်ရောက်လို့ရှိရင်ဝင်တဲ့နီးပေါ့နော်ဝင်တဲ့နီးကိုဒီဘက်မှာပြပါမယ်နော်ဒီဘက်ကဒီဖုန်းနဲ့ဝင်တဲ့နီးပြပါမယ်နော်ဒီဝင်တဲ့နီးပေါ့နော်ဒီဖုန်းနဲ့လုံးကြုံဝင်ပြပါမယ်ပြီးရှင်ဒီဖုန်းကရတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီပွေးရှာတဲ့နှိပ်လိုက်ပေါ့ဒီပွေးရှာမယ်ဆိုတဲ့နှိပ်လိုက်ဒီပွေးရှာအဲ့အခန်းနဲ့ပဲတွားလိုက်ပေါ့နော်အဲ့ဒီကြောဒီနာကြောပဲတွားလိုက်ပေါ့နော်ဒီခန်းနဲ့ပဲနှိပ်လိုက်ပေါ့နော်ဒီကြောတော့ရှိဒီမှာပေါ့နော်ဒီတောင်လေးမှာပေါ့နော်ဒီခုမှနေဗျာကျွန်တော်အခုမှဝင်မယ်ဆိုလို့ရှိရင်ဝင်မယ်ဆိုရင်ဒီရောတောင်းလေးကိုနှိပ်လိုက်ပါတော့အိမ်ခန်းလေးကိုအခန်းလေးကိုနှိပ်လိုက်ခန်းလေးကဒီရောက်တော့ဒီရောက်ရင်ဒီဘက်မှာနော်ဟိုဒါဝင်တဲ့လူပေါ့နော်ဒါဝင်မယ်ဆိုလို့ရှိရင်ဒီကိုနှိပ်လိုက်အောင်နော်ပြီးရှင်ဒီမှာဒီဘက်ကနေပေါ့နော်ဒီဘက်ကနံပါတ်ယူဒီနံပါတ်တော့ယူရမှာပေါ့နော်နံပါတ်တော့ပြောပြလိုက်ပါပေါ့နော်အဲ့ဒီဒီရိုက်လိုက်မှာပေါ့နော်ဒီ ID ဆိုတာအခန်း ID ဆိုတာရိုက်လိုက်ပါတော့နော်ဒီမှာရိုက်လိုက်ပါမယ်နေ့ဒီ3 6ဒီ36ခု33ပေါ့နော်အဲ့ဒီနဲ့အမှန်ချင်းနေလိုက်ပေါ့နော်အမှန်ချင်းနေလိုက်ရှင်ဝင်မဲ့ဆိုဒီကရောက်ဝင်မဲ့ဆိုနေလိုက်ပေါ့နော်ထပ်နေပေါ့နော်ဒီမှာတော့ဒါကတော့ပတ်သက်ဝက်ပေါ့နော်ပတ်သက်ဝက်ပေါ့နော်ပတ်သက်ဝက်ထပ်ထည့်ပေါ့နော်ပတ်သက်ဝက်ထည့်ပြီးတော့ဒါနှိပ်လိုက်ပေါ့နော်နှိပ်ပေါ်လို့ရှိရင်63လုံးဆိုထားလို့နှိပ်လိုက်ပေါ့နော်63လုံးဆိုပြီးတော့နောက်ပတ်သက်ဝက်ကိုပြန်ရမှာပေါ့နော်63လုံးနော်1 2 3 4 5 6 okay နေဒီမှာရင်းနေတော့ဒါဒီမှာထောင်တဲ့ဖုန်းပေါ့ဒါကတော့ကိုဝင်တဲ့ဖုန်းပေါ့နော်အဲ့လိုဝင်ရောက်သွားပြီပေါ့နော်ရောက်သွားပါပြီဆော့ရမယ်ဆိုလို့ရှိရင်ဟိုအတိုင်းမှာဆောင်းနေတော့ဒါဆိုအော်ဆိုလိုက်ကြလို့ရှိရင်ပူလေးရောက်သွားတယ်မလို့ဆိုတော့အော်ဆိုပူလေးပေါ့နော်အဲ့လိုထွက်ပြီပေါ့နော်ဒါဆောင်းနေပေါ့နော်ဒါဝင်တဲ့ဖုန်းပေါ့နော်ခေါ်ရပေါ့နော်ခေါ်ရခုရှိစတင်လိုက်ပါရပါပြီနောက်တစ်ခုကတော့တင်းကိုချလို့ရှိရင်ဝင်တဲ့နီးပေါ့နော်တမကရဲ့ဒီနဲ့ဘောကနံပါတ်ဝင်ခဲ့ပါဆိုတဲ့ဟာကိုပြဖြစ်ပါတယ်ဝင်တဲ့နီးနဲ့ထောင်နီးပြန်ပြပါမယ်နောက်တစ်ယောက်တော့ဒီလေးပေါ့နော်ဒီဘောကလူရှာတဲ့ထဲဝင်လိုက်ပေါ့နော်ကိုတူကိုထိုက်တဲ့ထဲဝင်လိုက်ပြီးရှင်ဒီဘောကဇလေး3ချက်ကိုနှိပ်လိုက်ပေါ့နော်ပြီးရင်အတင်းများဆိုတဲ့ထဲကိုနှိပ်လိုက်ပေါ့နော်ဒီအောက်ကဒီကြောင်းလေးပေါ့နော်အဲကြောင်းနှိပ်လိုက်ပေါ့နော်ပြီးတော့ဒီလိုမျိုးရောက်လာမယ်နော်ဒါတော့ထောင်မဲ့လူပေါ့နော်ဒီဘက်ကထောင်မဲ့လူကထောင်လိုက်မယ်ဒီဘက်ကနံပါတ်ပို့လိုက်ပေါ့နော်နံပါတ်ပို့လိုက်ရှိရင်ဒီကဖုန်းကအဲ့ထဲထပ်ဝင်လိုက်ပေါ့နော်အဲ့ထဲထပ်ဝင်လို့ရှိရင်အပေါ်အဲ့ဆက်3ကြောင်းပဲထပ်နှိပ်လိုက်ပေါ့နော်အဲ့ဆက်3ကြောင်းပဲထပ်နှိပ်လိုက်ထနေရင်အဲ့ဒီနေအဲ့နေရာကြောပဲပေါ့နော်ဒီနေရာကြောပဲထပ်နေလိုက်ပြီးရှင်ကိုကဝင်မဲ့လူဆိုတော့ဒီပေါင်းလေးထပ်နေပေါ့နော်ဒီဝါးလေးတော့ဒီနံပါတ်ကိုပေါ့နော်ဒီနံပါတ်ကိုဒီမှာပြန်ရိုက်မှာပေါ့နော်ပြန်ရိုက်ပါကိုမရှိတုံးညာတီကိုนี่6ဒီ okay တော့နှိပ်လိုက်ပါဒီ okay တော့နှိပ်လိုက်ပါအဲ့ဆိုတော့ရောက်သွားပြီပေါ့နော်ရောက်သွားပြီပေါ့နော်ရောက်သွားပြီပေါ့နော်အဲ့လိုဝင်လို့ရပါတယ်ဒါထောင်ထားလူပေါ့နော်ထောင်ထားလူကဒီဘောကပေါ့နော်အဲ့လိုဖြစ်ပါတယ်အလုံးအဆင်ပြေရမယ်လို့ထင်ပါတယ်ပေါ့နော်မသိရရှိကြောင့်လာမေးလို့ရပါတယ်အလုံးကြီးမှလည်းတီးတမီးမှတော့ဒီလုပ်ပြရှင်ဖြစ်ပါတယ်ပေါ့နော်လုပ်ပြလိုက်ရှိဖြစ်ပါတယ်တီးရမတီးရတီးပါအောင်လေ share လုပ်ပြီး share လိုက်ပါအောင်နော်ကျွန်တော်တော့ပါပဲနောက်ပြီးမှတွေ့ပါမယ်အလုံးပိုင်းပါနားမရရှိထမ်းမေးလို့ရလာမေးလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ဗမာမေးလို့ရပါတယ်အလုံးပြီးတော့ဒီလောက်ပါပဲပိုင်းပါ